အားလုံးပဲမင်္ဂလာပါခင်ဗျာခုဒီညကျွန်တော်စုရေးထားတဲ့ adjective ကိုပြန်ပြီးတော့မျက်ဝေပြထားပါမယ်။ Okay ပထမတစ်ခုကလာပတော်တဲ့လာပတော်ကို pretty နောက်တစ်ခုကတိစရှိတော်ကို faithful နောက်တစ်လုံးကဖြောက်တော့တဲ့တော့ပေါ့နော်ဖြောက်တယ်တဲ့တယ်ကိုပြောတာအဲ့ဒါကကျွန်တော်တို့ဘယ်လိုသုံးလဲဆိုတော့ straight okay နောက်တစ်ခုကကြမ်းတမ်းတော့ကို rock လို့သုံးလို့ရတယ်နောက်တစ်ခုကမာနကြီးတော့တဲ့သူတိုင်းမာနကြီးတာပေါ့နော် okay မာနကြီးတော့ကို proud လို့သုံးလို့ရတယ် proud okay နောက်တစ်လုံးကပြင်းကြီးတော့ကလူတိုင်းသိမယ်လို့ထင်ပါတယ်ဒါက lazy နောက်တစ်ခုက chat တာပေါ့နော် chat တော့ငါဒါ chat အလဲအမျိုးပုံစံ chat တော့ဆိုတာက chime နောက်တစ်ခုကတေရှာတာက sure okay နောက်တစ်လုံးကတော့လဲနေတာပေါ့နော်အထောင်လိုက်မဟုတ်ဘဲနဲ့ဒီကအလဲလိုက်ပေါ့နော်လဲနေရဆိုရင် horizontal ပေါ့နော်အဲ့ဒါကဂျေနတ်တော့ကိုကတကူကိုလောက်ရတာဂျေနတ်တယ်ဆိုရင်မင်းဂျေနတ်ရလားဂျေနတ်တယ် okay ဂျေနတ်တယ်ဆိုရင်ဂျေနတ်တာဘယ်လိုသုံးလဲဆိုတော့ certify အဲ့နော် okay နောက်တစ်ခုကမူးဝေးတာခေါင်းမူးတာပေါ့နော်မျိုးမူးဝေးတာကို DC okay နောက်တစ်လုံးကမူးမေ့တာပေါ့နော်ခုနကမူးဝေးတာခုကျတော့မူးမေ့တာမေ့သွားတာမျိုးပုံစံမူးပြီးတော့မေ့သွားပါတော့အဲ့ဒါက fading အဲ့ဒါကကြိုးစားတော့အလုပ်ကြိုးစားတော့ပြောတာကြိုးစားတော့ကို hard working နောက်တစ်လုံးကရှင်တော့ကိုပြောတာရှင်တော့ဆိုတာက sour okay sour ပြီးရင်ခါတော့ပြောကြည့်အောင်ခါတော့ဆိုတာက bitter မျိုးသုံးလို့ရတယ်နောက်တစ်ခု a တော့ကိုဒီမှာကျွန်တော်တို့ဒီပြတော့တူတာပေါ့နော်စကလုံးနှလုံးသုံးလို့ရတယ် cool ခိုးရယ် cold ခိုးရယ်ထိုက်တာသုံးလို့ရတယ်ဒါက cold okay နောက်တစ်ခုကမာကြောတော့ပေါ့နော်ဒါက hard နောက်တစ်ခုကအားနေတော့ကို weak okay နောက်တစ်ခုဘာမှမရှိဘူးပြောတာဘာလာနတိဘာလာက empty ဘာလာဖြစ်တော့ပေါ့နော်နောက်တစ်ခုကတူတော့ကကျွန်တော်တို့ငယ်ကလေးကသင်္ကလာခဲ့ရတယ်အစွင်းရမယ်လို့မလေးနဲ့ဒါက short okay နောက်တစ်ခုကကျင်နာတော့ဒါကျင်နာကျွန်တော်ကျင်နာပေါ့နော်ကျင်နာတော့ကို kind နောက်တစ်ခုကအယမြင့်တာကို tall သုံးလို့ရတယ်နောက်တစ်ခုကတီတော့ဒါက dead နောက်တစ်ခုကချောင်တော့ဥပမာအင်ဂျီကကျွန်တော်အင်ဂျီလိုမျိုးနော်အင်ဂျီတအားရှောင်တာကို loose မျိုးသုံးလို့ရတယ်နောက်တစ်ခုကဒီအင်ဂျီကကျွန်တော်နဲ့တော်တယ်ပြန်မယ်ဆိုမရှောင်ဘူးเนาะမကြည့်ဘူးမသေးဘူးကျွန်တော်နဲ့တော်တယ်ဆိုရင် fit တော်တော့ပေါ့เนาะအဲ့ဆိုဒီညကကျွန်တော်တို့အလုံး50ကျော်လောက်လေ့လာခဲ့ရပါပြီရှင်နောက်ညမှာကျွန်တော်ထပ်ပြီးတော့မျက်ဝေပြသပါမယ် okay ဒီနေ့စကလုံးကအများကြီးရေးချထားတာရှိပါတယ်ပေါ့เนาะ okay see you the next video bye bye